နက်ခင်းဤနေအောင်ကြည်သည်တရွက်စိန်များကြားမှတဆင့်ကျွန်တော်စာကြည့်စပွဲပေါ်သို့ပြပျောက်ဖြာကျနေသည်စပွဲပေါ်တွင်တင်ထားသည့်ကော်ဖီခွက်မှအငွေ့တစ်ထောင်းထောင်းမှကျွန်တော်မျက်မှန်ကိုဝေဝါးသွားစေသည်ကျွန်တော်အမည်မှာမောင်လင်းထက်လူပတ်ဝန်းကျင်ကကျွန်တော်ကိုလျှို့ဝှက်လွန်းသူဟုသတ်မှတ်ထားကြတော့လဲကျွန်တော်ကိုကျွန်တော်တော့လျှို့ဝှက်မှုမရှိဟုအမြဲခံယူထားသူဖြစ်သည်လင်းထက်မင်းကော်ဖီတွေအေးကုန်ပြီးဘာတွေဒီလောက်စဉ်းစားနေတာလဲအခန်းဝါမှအတန်ကြောင့်ကျွန်တော်လှည့်ကြည့်လိုက်မိသည်အမဖြစ်သူမျက်နှိုးဖြစ်သည်သူမသည်အိမ်အောင်ရှင်မပီပီတက်ရက်သောဝတ်စားဆင်ရင်မှုရှိတော်လဲမျက်နာတွင်တော့တခုခုကိုစိုးရိမ်နေသည့်အရေးအယောင်များအမြဲကန့်ညှိနေတတ်သည်ဘာမှမဟုတ်ပါဘူးအမဒီအတိုင်းလောကကြီးကိုအကဲခတ်နေတာပါဟုကျွန်တော်ကအေးဆက်ဆက်လေးတန်းဖြင့်ပြန်ဖြေလိုက်သည်မျက်နှိုးကတက်ပြင်းတစ်ချက်ချကကျွန်တော်အနီးသို့တိုးလာသည်မင်းကတော့အမြဲတမ်းဒီလိုပဲစကားကိုလိုရင်းမပြောဘူးမင်းရဲ့တငယ်ချင်းကြော်စောကိစ္စကိုဘလို့ဖြစ်သွားပြီလဲသူမင်းစီကိုစာတစ်စောင်ပို့ထားတယ်ဆိုကျွန်တော်လက်ထဲကကလောင်တန်ကိုအသာအရာချလိုက်သည်ကြော်စောကျွန်တော်ဤငယ်တငယ်ချင်းဖြစ်တယ်လို့လွန်ခဲ့သော3 ရက်ခန့်ကမှအစအနမရှိပျောက်ဆုံးသွားသူသူနောက်ဆုံးထားခဲ့သည့်စာရဲတွင်ငါနောက်ကိုဘယ်သူမှမလိုက်ပါနဲ့ငါမှာလျှို့ဝှက်ချက်မရှိဘူးဟုရေးသားထားသည်သို့သောထိုစာသားမှာပင်အလွန်နဲ့နဲသောလျှို့ဝှက်ချက်များကိန်းအောင်နေသည်ကိုကျွန်တော်သိနေသည်သူစာထဲမှာသူလျှို့ဝှက်မှုမရှိဘူးလို့ရေးထားတယ်အမဒါပေမဲ့လူတစ်ယောက်ကငါမှာလျှို့ဝှက်ချက်မရှိဘူးလို့အခိုင်အမာပြောလာပြီဆိုရင်အဲ့ဒါဟာအကြီးမားဆုံးလျှို့ဝှက်ချက်ကိုဖုံးကွယ်ဖို့စ조사တာပဲကျွန်တော်မတက်ရက်လိုက်သည်ပစိုးကိုတက်ရက်အောင်ပြင်ဝင့်ရင်းသတင်းပေါက်အပြင်ဘက်သို့လှမ်းကြည့်လိုက်မိသည်ရန်ကုန်မြို့၏စူညံတန်များကြားတွင်ငြိမ်သက်နေသောလမ်းကြားလေးတစ်ခုထိုလမ်းကြားထဲတွင်ထူးဆန်းသောလူစိမ်းတစ်ယောက်ကျွန်တော်တို့အိမ်ကိုမောကြည့်နေသည်ကိုသတိပြုမိလိုက်သည်အမကျွန်တော်အပြင်ခဏသွားအောင်မယ်ညစာအတွက်ကျွန်တော်ကိုစောင့်မနေနဲ့ဟဲ့လင်းထက်ဘယ်ကိုလဲနေဦးလေအမ၏ခေါ်တံကိုနောက်တွင်ခြံထားခဲ့ပြီးကျွန်တော်အခန်းထဲမှထွက်လာခဲ့သည်ကျွန်တော်ရင်ထဲတွင်တော့မေးခွန်းပေါင်းများစွာကျွန်တော်သည်လျှို့ဝှက်မှုကိုမုန်းတီးသူဖြစ်သည်သို့သောယခုကျွန်တော်လျှောက်လန်းရမည့်လမ်းမှာမူလျှို့ဝှက်ချက်များဖြင့်အတိပြီးနေလေတော့သည်ကျွန်တော်သည်လှေကားထစ်များကိုအေးအေးဆေးဆေးဆင်းလာရင်အိတ်ကက်ထဲမှကြော်စောပေးထားသည့်တော့အိမ်လေးကိုတင်းတင်းဆုပ်ကင်ထားမိသည်ထို့သောသည်မြည်သည့်တကားကိုဖွင့်ပေးမိမည်သို့မဟုတ်မြည်သည့်အမှန်တရားကိုပိတ်ပင်ထားမိမည်နေအောင်အောက်သို့ရောက်သည်နှင့်ကျွန်တော်မျက်မှန်ကိုတစ်ချက်ပင့်တင်လိုက်သည်လျှို့ဝှက်ချက်ဆိုသည်မှာဖုံးကွယ်ထားသည်၍သာလျှို့ဝှက်ချက်ဖြစ်၏ဖွင့်ချလိုက်လင်တော့နေအောင်အောက်ကဖုံမှုများကဲ့သို့သာဖြစ်ပေလိမ့်မည်ခြံဝင်းတကားကိုအသာအရာတွန်းဖွင့်ပြီးလမ်းမပေါ်သို့ခြေချလိုက်သည်နှင့်တပြိုင်နက်ပူနွေးသောလေထုကကျွန်တော်မျက်နှာကိုလာရောက်ရိုက်ခတ်သည်လမ်းထောင့်တွင်ရက်နေသောထိုလူစိမ်းသည်ကျွန်တော်ထွက်လာသည်ကိုမြင်သည်နှင့်တစ်ဖက်သို့အကြည့်လွဲကာခတ်တွတ်လမ်းထွက်သွားသည်သူ၏ဝတ်စားဆင်ရင်မှုမှာတာမန်ပင်ဖြစ်တော်လဲသူ၏ပခုံးတစ်ဖက်စောင်းနေပုံမှာကျွန်တော်မျက်စိထဲတွင်မှတ်သားစရာတစ်ခုဖြစ်နေသည်မောင်လင်းထက်မင်းကတော့လူအကဲခတ်တာလက်မနေဘူးပဲဟုကျွန်တော်ဘာသာတိုးတိုးလေးရေရွတ်မိသည်ကျွန်တော်ဒီထိုလူ၏နောက်သို့တကောက်ကောက်လိုက်မသွားပဲစန့်ကျင်ဘက်လမ်းကြားအတိုင်းအေးဆေးစွာရှောက်လာခဲ့သည်ကျော်စောပျောက်ဆုံးသွားသည့်ကိစ္စတွင်ဇက်တူသားစားမိသူများပါဝင်နေနိုင်သည်ကိုကျွန်တော်ရိပ်မိသည်ကျော်စောသည်တာမန်လူတစ်ယောက်မဟုတ်သူသည်အစိုးရဌာနတစ်ခုတွင်စည်ရင်းအရာရှိအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီးကနန်းတင်ချာနှင့်အချက်လက်များကိုအလွန်စိတ်ဆက်သူဖြစ်သည်လမ်းထိပ်ရှိရွှေလက်ဖက်ရည်ဆိုင်ထဲသို့ကျွန်တော်ဝင်လိုက်သည်ဆိုင်ထဲတွင်လူဦးရေကျဲပါလာသည်ဆိုင်၏အတွင်းဘက်အမှောင်ကျသောထောင်ဆွန်းဝိုင်းတွင်လူတစ်ယောက်ထိုင်နေသည်ထိုသူမှာဦးပသိန်းဖြစ်သည်သူသည်ကျော်စော၏အထက်လူကြီးဟောင်းဖြစ်သလိုကျွန်တော်အဖေနှင့်လည်းရင်းနှီးသူတဦးဖြစ်၏ဦးလေးညှော်နေတာကြပြီလားဟုဆိုကာကျွန်တော်ဝင်ထိုင်လိုက်သည်ဦးပသိန်းကသူ၏မျက်မှန်အထူကြီးကိုပင့်တင်ရင်းကျွန်တော်ကိုစူးစိုက်ကြည့်သည်မကြသေးပါဘူးမောင်လင်းထက်ဒါနဲ့ကျော်စောစီကဘာသတင်းများထူးသေးလဲမင်းစီကိုသူစာပို့တယ်လို့ငါကြားတယ်ကျွန်တော်ဒီဦးပသိန်းဤမျက်လုံးများထဲတွင်စိုးရိမ်စိတ်ထက်စူးစမ်းလိုစိတ်ကိုပုံမတွေ့မြင်နေရသည်
သူသည်တခုခုကိုတိလိုစောဖြင့်တုံရင်နေတရားရှိသည်ကျွန်တော်ကအိတ်ကက်ထဲမှကြော်စောပေးထားသည့်တော့အိမ်လေးကိုထုတ်မပြဘဲစပွဲပေါ်ရှိရေနွေးချမ်းကိုသာငှဲ့တောက်နေလိုက်သည်သူ့စာထဲမှာထူးထူးခြားခြားမပါပါဘူးဦးလေးကျွန်တော်မှာလျှို့ဝှက်မှုမရှိဘူးလို့ပဲရေးထားတာပါဒါပေမဲ့သူဘယ်မှာရှိနေတယ်ဆိုတာကိုတော့အရေးမြွက်လေးတစ်ခုပေးထားခဲ့တယ်ကျွန်တော်ညာလိုက်ခြင်းဖြစ်သည်ဦးဘသိန်းဤမျက်နှာပြတ်သွားသည်ကိုကျွန်တော်အကဲခတ်မိသည်သူသည်စပွဲပေါ်တင်ထားသောသူ၏လက်ချောင်းများဖြင့်စပွဲခုံကိုတထောက်ထောက်ခေါက်နေသည်ရင်းမှာစိတ်မရှိသူတို့၏အပြုတ်မူပင်ဘယ်မှာလဲမောင်လင်းထက်အဲ့ဒီနေရာကဘယ်မှာလဲကျွန်တော်ကပြုံးလိုက်သည်ထိုပြုံးသည့်အဓိပ္ပာယ်များစွာပါဝင်နေသည်ဦးလေးကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်မှာလျှို့ဝှက်မှုမရှိပါဘူးဒါပေမဲ့အမှန်တရားဆိုတာနေပူထဲမှာအချိန်ကြာကြီးထားရင်အယောင်လွင့်သွားတတ်တယ်ဒါကြောင့်ကျွန်တော်အချိန်တန်ရင်တော့အားလုံးကိုပြောပြမှာပါထိုစဉ်ဆိုင်ပြင်ပတွင်ကားဘရိတ်အုပ်တန်အကျယ်ကြီးထွက်ပေါ်လာသည်ကျွန်တော်လှည့်ကြည့်လိုက်တော့အနက်ရောင်ကားတစ်စီးဆိုင်ရှိတွင်ထိုးရက်လိုက်ပြီးလူနှစ်ယောက်ဆင်းလာသည်ထိုလူနှစ်ယောက်ထဲမှတစ်ယောက်မှာစောစောကကျွန်တော်အိမ်ရှိတွင်တွေ့ခဲ့သည့်ပခုံးဆောင်နေသောလူစိမ်းပင်ဖြစ်တော်သည်ကျွန်တော်သည်အခြေအနေကိုချက်ချင်းသဘောပေါက်လိုက်သည်ကျွန်တော်ကိုဦးဘသိန်းကဒီနေရာကိုခေါ်ခဲ့ခြင်းမှာစကားပြောဖို့တင်မဟုတ်ပဲကျွန်တော်စီကတခုခုကိုအရယူဖို့အကွက်ချထားခြင်းဖြစ်နိုင်ပေသည်ဦးလေးတခုတော့သတိပေးပါရစေကျွန်တော်မှာလျှို့ဝှက်မှုမရှိပေမဲ့ကျွန်တော်နောက်ကိုလိုက်တဲ့သူတွေအတွက်တော့အန္တရာယ်ကလျှို့ဝှက်ချက်ဖြစ်နေပါလိမ့်မယ်ကျွန်တော်သည်စပွဲပေါ်တွင်ပတ်စံအကျွေအချို့ကိုချထားခဲ့ကာဆိုင်၏နောက်ဖေးတကားဘက်သို့အေးအေးဆေးဆေးပင်လှမ်းထွက်လာခဲ့တော်သည်တစ်ဖက်ရည်ဆိုင်၏နောက်ဖေးလမ်းကြားသည်ကျင်းမြောင်းပြီးအနံ့အသက်မကောင်းလာပေသို့သောထိုလမ်းကြားသည်ကျွန်တော်အတွက်တော့လွမြောက်ရာလမ်းစပင်ဖြစ်သည်ကျွန်တော်သည်အပြေးလွှားမလုပ်ပဲပုံမှန်ခြေလမ်းဖြင့်သာရှောက်လာခဲ့တော်လဲနားကိုတော့အစွမ်းကုန်ဆွင့်ထားမိသည်နောက်ဖက်မှခြေတံပြင်းပြင်းနှစ်ခုကိုကြားနေရပြီးမောင်လင်းထက်ခဏနေပါဦးဟုလှမ်းခေါ်တန်ကြားတော်လဲကျွန်တော်လှည့်မကြည့်ခဲ့ပါလမ်းကြားအဆုံးတွင်ပိတ်ထားသောတန်တကားဟောင်းတစ်ခုရှိသည်ကျွန်တော်သည်အိတ်ကက်ထဲကတော့အိမ်လေးကိုထုတ်ကြည့်လိုက်မိသည်ဤတော့သည်ကြော်စောပေးခဲ့သောဖြစ်သည်သို့သောဤတန်တကားနှင့်တော့မဆိုင်တန်ရာကျွန်တော်သည်တန်တကားဘေးကအုတ်နံရံအပေါက်ထဲသို့ကျွမ်းကျင်စွာကိုရှိုးပြီးတစ်ဖက်လမ်းထဲသို့ကူးလိုက်သည်တစ်ဖက်လမ်းသို့ရောက်သည်နှင့်ကျွန်တော်တက္ကစီတစ်စီးကိုအမြန်ထားလိုက်သည်ပဇွန်တောင်ညောင်တန်းလမ်းကိုမောင်းပါကားပေါ်ရောက်မှကျွန်တော်တက်ပြင်းချနိုင်တော့သည်ကျွန်တော်စိတ်ထဲတွင်ဥပသိန်း၏မျက်နှာကိုပြန်မြင်အောင်နေမိသည်သူသည်အဘယ်ကြောင့်ဤမျှအလောတကြီးဖြစ်နေရသနည်းကြော်စောပျောက်ဆုံးမှုသည်ရိုးရိုးပျောက်ဆုံးမှုမဟုတ်ပဲငွေကြေးဆိုင်ရာအရှုပ်အထွေးတစ်ခုခုနှင့်ပတ်သက်နေနိုင်ကြောင်းကျွန်တော်ရိပ်မိလိုက်သည်။ညောင်တန်းလန်းရှိတိုက်ဟောင်းလေးတစ်ခုရှိတွင်ကားရက်လိုက်သည်။ဤနေရာသည်ကျော်စော၏လျှို့ဝှက်စတူဒီယိုအခန်းလေးရှိရာနေရာဖြစ်သည်။ကျော်စောသည်ဓာတ်ပုံရိုက်ခြင်းကိုဝါသနာပါသည်ဟုလူအများကိုပြောထားတော်လဲထိုခန်းထဲတွင်သူဘာတွေလုပ်နေတတ်သည်ကိုကျွန်တော်ပင်သေချာမသိပါ။လေကားထစ်ဟောင်းများကိုနင်းတက်လာစဉ်တစ်သားပြားများ၏တကြွကြွအတန်မှတိတ်ဆိတ်သောညနေခင်းတွင်ကျဲလောင်နေသည်အခန်းနံပါတ်400နှင့်ရှိသို့ရောက်သောအခါကျွန်တော်ခစ်တက်ရက်လိုက်သည်တကားလက်ကင်ကိုစမ်းကြည့်တော့တောခတ်ထားစေကျွန်တော်သည်လက်ထဲကတော့အိမ်လေးကိုတောပေါက်ထဲသို့အตาအရာထိုးထည့်လိုက်သည်ကလောက်အတန်ငယ်လေးတစ်ခုနှင့်အတူတကားပွင့်သွားသည်အခန်းထဲတွင်ဖုန်နက်များကစီးကြိုနေသည်လိုက်ကာများပိတ်ထားသဖြင့်မှောင်မဲနေတော့လဲစပွဲပေါ်တွင်တင်ထားသောကွန်ပျူတာစခင်မှမီးအောင်ဖြော့ဖြော့ကလင်းနေစေတစုံတစ်ယောက်သည်ဤအခန်းထဲသို့ကျွန်တော်ထက်အရင်ရောက်နေခဲ့ပုံရသည်ကျွန်တော်ခြေတံကိုတက်ပြီးအခန်းထဲသို့ဝင်လိုက်သည်ထိုစဉ်အခန်းထောင်းကဘီရိုနောက်မှအရေးတစ်ခုထွက်လာသည်မင်းရောက်လာမယ်ဆိုတာငါသိသားပဲလင်းထက်ရင်းနှီးနေသောထိုအတန်ကြောင့်ကျွန်တော်အံ့အားသင့်သွားမိသည်ထိုသူမှာအခြားသူမဟုတ်လွန်ခဲ့သော3ရက်ကပျောက်ဆုံးသွားသည်ဆိုသောကြော်စောပင်ဖြစ်နေတော့သည်သို့သောသူ၏မျက်နှာတွင်ဒဏ်ရာအချို့ရှိနေပြီးလက်တစ်ဖက်မှာလည်းပတိဖွေးသားနှင့်ဖြစ်နေသည်မင်းဘလို့ဖြစ်တာလဲကြော်စောအားလုံးကမင်းကိုပျောက်နေတယ်လို့ထင်နေကြတာကြော်စောကခါးသီးစွာပြုံးလိုက်သည်ငါပျောက်နေမှငါအသက်ရှင်မှမို့လို့ပါကွာဒါပေမဲ့အခုတော့
ငါရဲ့မရှိပါဘူးဆိုတဲ့လျှို့ဝှက်ချက်ကလူသက်သမားလက်ထဲကိုရောက်သွားပြီးကျွန်တော်သည်ကြော်စောကိုကြည့်ရင်ကြောရိုးတဲ့အထိစိတ်တက်သွားသည်လူသက်သမားဟူသောစကားလုံးကြောင့်ပင်ကျွန်တော်လျှို့ဝှက်မှုမရှိဟုယုံကြည်ထားသမျှအရာအလုံးသည်ယခုအခါသွေးစွန်းသောလျှို့ဝှက်ချက်ကြီးတစ်ခုဖြစ်လာလေပြီကျော်စော၏လျှို့ဝှက်စတူဒီယိုအခန်းငယ်လေးအတွင်းတွင်တိတ်ဆိတ်မှုကလွှမ်းမိုးနေသည်ကျွန်တော်သည်စပွဲပေါ်ရှိကွန်ပျူတာစခရင်ကိုတစ်ချက်ကြည့်လိုက်သည်ထိုနေရာတွင်မြင်တွေ့နေရသည်မှာငွေစည်းရင်းစရာများမဟုတ်ဘဲမြို့ပြစီမံကိန်းတစ်ခု၏မြေပုံများနှင့်လူအချို့၏လျှို့ဝှက်ရုပ်ပုံများသာဖြစ်သည်မင်းပြောတဲ့လူသက်သမားဆိုတာဥပသိန်းကိုပြောတာလားဟုကျွန်တော်ကအေးဆက်စွာမေးလိုက်သည်ကျော်စောကခေါင်းညိတ်သည်သူတင်မဟုတ်ဘူးလင်းထက်သူတို့ကဂိုင်းတစ်ခုလိုလုပ်နေကြတာငါကသူတို့ရဲ့ငွေမဲစည်းရင်းတွေကိုတိသွားလို့ငါ့ကိုအသေးသက်ဖို့စူးစမ်းကြတာဒီတော့ကအဲ့ဒီအထောက်ထားတွေတင်ထားတဲ့လုံခြုံရေးတစ်တာတော့ပဲထိုစဉ်အခန်းတကားသည်အရှိန်ဖြင့်ပွင့်ထွက်သွားပြီး6လုံးပြူတနက်တလက်ကကျွန်တော်တို့စီသို့ဦးတည်လာသည်ဝင်လာသူမှာအခြားသူမဟုတ်ကျွန်တော်အိမ်ရှိမှတွေ့ခဲ့ရသည့်ပခုံးဆောင်နှင့်လူစိမ့်ပင်ဖြစ်သည်သူ၏နောက်ွယ်တွင်ဥပသိန်းကအေးဆက်သောအပြုံးဖြင့်ရက်နေသည်တော်လိုက်ကြတာဒီနေရာအထိရှာတွေ့ကြတာပဲဥပသိန်းကပြောရင်းအခန်းထဲသို့ဝင်လာသည်မောင်လင်းထက်မင်းကလျှို့ဝှက်မှုမရှိဘူးဆိုရင်အဲ့ဒီတော့ကိုငါ့ကိုပေးလိုက်စမ်းဒါဆိုရင်မင်းတို့နှစ်ယောက်လုံးအသက်ချမ်းသာရမယ်ကျွန်တော်ကတော့အိမ်လေးကိုလက်ထဲတွင်လှည့်ကစားရင်းပြုံးလိုက်သည်ဦးလေးကျွန်တော်တခုပြောဖို့မေ့နေတယ်ကျွန်တော်ဟာလျှို့ဝှက်မှုမရှိဘူးဆိုတာအမှန်တရားကိုဖုံးကွယ်မထားတတ်တာကိုပြောတာပါကျွန်တော်စကားအဆုံးတွင်အခန်းအပြင်ဘက်မှရဲဦးဩတန်များတစီစီထွက်ပေါ်လာသည်ဥပသိန်း၏မျက်နှာပြနှမ်းသွားသည်မင်းဘယ်တော့ကရဲကိုတိုင်လိုက်တာလဲကျွန်တော်လက်ဖက်ရည်ဆိုင်ကထွက်လာကလေးကကျွန်တော်အမမျက်နှိုးစီကိုဖုံးဆက်ပြီးသားပါအမကတဆင့်ရဲစခန်းကိုအကြောင်းကြားခိုင်းလိုက်တာပြီးတော့ဦးလေးတို့ကျွန်တော်နောက်ကိုလိုက်လာအောင်လဲကျွန်တော်ကတမင်ပဲလမ်းကြောင်းပေးခဲ့တာလေပခုံးဆောင်နှင့်လူစိမ်းကတနက်မောင်းကိုဖြုတ်ရန်စ조사စင်မှာပင်အခန်းပြင်းပေါက်မှတဆင့်ပြစ်ခတ်လိုက်သောရဲတပ်ဖွဲ့၏ကြီးစံကသူ၏လက်မောင်းကိုထိမှန်သွားသည်တနက်သည်ကျမ်းပြင်ပေါ်သို့ကျသွားပြီးရဲတပ်ဖွဲ့ဝင်များအခန်းထဲသို့အလုံးရင်းနှင့်ဝင်လာကြတော့သည်တပတ်ခန့်ကြာပြီးနောက်ကျွန်တော်သည်ကျွန်တော်စာကြည့်စာပွဲတွင်အေးဆေးစွာပြန်လည်ထိုင်နေမိသည်ကျော်စောသည်လည်းရဲတပ်ဖွဲ့၏စောင့်ရှောက်မှုဖြင့်ဘေးကင်းရာတွင်ရှိနေပြီဖြစ်သည်ဥပသိန်းနှင့်သူ၏အပေါင်းပါများမှမူသူတို့ဖုံးကွယ်ထားခဲ့သောလျှို့ဝှက်ချက်များကြောင့်အကျဉ်းထောင်ထဲသို့ရောက်သွားကြလေပြီမဖြစ်သူမျက်နှိုးကကော်ဖီခွက်ကိုလာချပေးရင်းမေးသည်လင်းထက်မင်းတကယ်ပဲလျှို့ဝှက်ချက်တစ်ခုမှမရှိတာသေချာလားကျွန်တော်ကပဒင်းပေါက်အပြင်ဘက်ကကောင်းကင်ပြားကြီးကိုကြည့်ရင်အတိတ်ပဲပါပြုံးလိုက်မိသည်ကျွန်တော်မှာလျှို့ဝှက်ချက်မရှိပါဘူးအမဒါပေမဲ့လူတိုင်းသိဖို့မလိုတဲ့အမှန်တရားအချို့တော့ရှိတာပေါ့လောကကြီးတွင်အချို့သောအရာများသည်လျှို့ဝှက်ထား၍မဟုတ်ဘဲလူများကမမြင်ချင်အောင်ဆောင်နေကြသောကြောင့်သာလျှို့ဝှက်ချက်ဖြစ်နေတတ်သည်ဟုကျွန်တော်တွေးနေမိပါတော့သည်